ဒီနေ့တော့အောင်စပူနဲ့ပရိသတ်တွေရဲ့လူကြိုက်အများဆုံးချစ်စရာအပြုမှုလေးတွေကိုကြည့်ကြရအောင်ကိုရအောင်ဘာလို့ဘူးချောကြိုက်ရောလုံးလာရှိတယ်စိတ်ကိုပူချောတာဘလောက်ထိကျင်းစရာကောင်းတဲ့စကားလဲဆိုတာနားတော့နော်စိုက်မိုးကပိုချောတာပေါ့တဲ့ဒါကတော့ကိုနေမင်းအမှုပညာသင်တန်းကိုလာလဲရင်းနဲ့ကလေးပရိသတ်တွေနဲ့တွေ့ဆုံမှုလေးဖြစ်ပါတယ်အောင်စပူကတော့သူ့ရဲ့ယူသားတဲ့စိတ်ရည်ခံကဘယ်နေရာရောက်ပွင့်လင်းလွန်းလာတယ်လို့ကျွန်တော်မြင်မိပါတယ်ဒါကတော့စိုက်မိုးဖန်နေကြမှာအောင်စပူဖန်လေးတယောက်ကစကန်နံပြန်လူနေရတဲ့ဗီဒီယိုဖိုင်လေးပါတက်ကြည့်ကြရအောင်ဒီကအောင်သူနှကန်းမဟုတ်ဘူးတန်းရီမိုးနှကန်းကိုဖန်သွားတဲ့နားလေဟုတ်လားအမရေတောက်နေမငါးစားနေအောက်တောက်နေရတယ်အရင်မှပြောပြမယ်နော်ရုံနေတယ်အဲ့မဲ့နင်းရှုံးသွားပြီဒီမှာဘာလို့လဲစိတ်ရင်ကအသားဖြူတယ်နင်းအောင်သူလေးကမဲသေးလို့ငါနဲ့လည်းရှိတယ်ဒီအသားမရနဲ့ပါဆိုင်ဟုတ်တယ်ကဲပရိသတ်တွေဒါကတော့ချစ်လို့ဝိုင်းစားတာဖြစ်ပါတယ်အများနဲ့တယောက်ဆိုပေမဲ့ဆွဆွလေးပြန်ချေပတာလေးကပရိသတ်တွေအကြိုက်ဖြစ်ခဲ့ရတဲ့ဗီဒီယိုဖိုင်လေးဖြစ်ခဲ့ပါတယ်နော်ဒီဗီဒီယိုဖိုင်လေးကတော့ပရိသတ်တယောက်ကပထမဆုံးပွဲသွားကြည့်တဲ့ညမှာပဲအောင်စပူနဲ့တချင်းဆိုဖျော်ဖြေခဲ့ရပြီးအမတ်တရညလေးဖြစ်သွားခဲ့တာပါပွဲလာကြီးပရိသတ်တွေအားလုံးလည်းအတူတူတီးဆိုကြပြီးပျော်ဆုံးညတညဖြစ်ခဲ့ပါတယ်ဒါလေးကတော့ဆုလာချင်းမြေတဲ့ပရိသတ်တယောက်ကတတုံရည်ဖြစ်နေတာလေးကိုအောင်စပူကပြန်စနေတာလေးပါဒီဗီဒီယိုလေးကတော့ပွဲငယ်တစ်ခုလိုကိုသဘောကျစေခဲ့ရပြီး TikTok မီဒီယာမှာလည်းပရိသတ်တွေသဘောကျခဲ့ရတဲ့ပုံရိပ်လေးဖြစ်ခဲ့ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်